ကျော်တို့ကဲစောစီသွားပြီးတော့ကဲလိုက်ကြအောင်လာပါငါမလုပ်တာကြာပြီဟုတ်တယ်နားရတယ်ဘာဖြစ်လို့နားရလဲလို့မင်းမေးမယ်ငါသမီးလေးကအပြူတာငါမတော့တော့အေးမင်းကတော့ကြာပြီဆိုတော့ကောင်းတော့ကွာမတော်မစားပဲနေတာဒါပေမဲ့တခုငါပြောချင်တာငါငယ်ရွယ်ကအတော့စားကင်းတယ်လို့အခုကြီးလာမှာသားတွေသမီးတွေဒီရွယ်ရောက်လာမှာဟေ့ရောငါကြီးကိုဖြစ်နေကြီးမဲ့ဖြစ်တာလည်းမပြောနဲ့လေမင်းပေါင်းတဲ့အပေါင်းအသင်းလည်းကြည့်အောင်လေကိုဆိုနီနဲ့တွဲနေကိုမိုးကျော်ကြီးဘာမှထိန်းရလို့လဲအပေါင်းအသင်းမဲ့လူလေဒါပေမဲ့တခုရှိပါလေမင်းကသားသမီးအလိမ္မာလေးရှိနေတာပဲသားသမီးလေးမလုံနဲ့မတောက်နဲ့အတန်တန်တားတဲ့ကြားကနေပြီးတော့တားတော့ငါ့ကိုဘာစကားပြောတယ်မဘာစကားပြော तू အခုဒူဘိုင်းကိုသွားခြင်းလို့တဲ့ဒူဘိုင်းဟောမေဒူဘိုင်းကတွန်လေးဟိုဘက်တစ်ဖက်ကမ်းမှာရှိတော့ပို့လိုက်ပြီတစ်ဖက်ကမ်းရောအေးအဲ့ဒါရွာကြီးလေဟာဒီပြောတဲ့ဒူဘိုင်းရောနိုင်ငံရဒီရွာကိုပြောတာမဟုတ်ဘူးကွာလို့လေကွာကွာတာဗောဟာမင်းကလေဟိုဘက်ကဒီဆောက်ပုံနဲ့ဒီကဒီဆောက်ပုံနဲ့တခြားစီဥစ္စာအဲ့ဒီမှာသွားအလုပ်လုပ်ချင်တယ်တဲ့အဖေကိုချမ်းသာစေချင်တယ်တဲ့မဖြစ်နိုင်ဘူးမင်းကလေကွာဘာတွေလျှောက်တွေးနေတာလဲမဖြစ်နိုင်ဘူးအဲ့ဒါမဖြစ်နိုင်ဘူးဒါဆိုပြသမီးလေးอ่ะလိမ္မာပါလဲတော့လိမ္မာပါတယ်ဒါပေမဲ့ तू ကဘာလဲအခုဘာလဲဒန်ယာဆိုလားဒန်စာဆိုလားထွန်းနဲ့တက်တာလေကွာဘာဟုတ်တာလဲဒန်စာပါကွာအဲ့ဒီတင်တန်းကိုပို့ပေးပါတဲ့အဲ့ဒီတင်တန်းကို तू သွားကျင်တယ်တဲ့တင်တန်းတက်ကျင်တယ်တဲ့ဘယ်လိုငါဘယ်လိုဆုံးမှာအပို့ပေးလိုက်လေကွာလုတ်ပေးလိုက်ဒီဘက်ကလူငယ်တွေလုတ်ချင်တာကိုဘာမှမတားနဲ့လှုပ်ပေးလိုက်အဲ့မှာမင်းစိတ်တင်ကျင်တယ်အဲ့ဒါမင်းတားသမီးတို့ guide လုပ်တာလို့လူတွေဟောမင်းကတော့သမီးအလိမ်မှာရထားတဲ့ကောင်ဆိုတော့ပြောရရှိတာပေါ့အဲ့ဒါပြောတာလေငါကတော့မိုးလင်းတာနဲ့ငါတောက်နေရမှာကိုငါဘဝပြည့်စုံသူလို့ဖြစ်မဟုတ်ဘူးကွာဟိုငါသမီးလေးတူတူတော့သမီးလေးကွာစကပုံတော့ရှိသေးမလားသမီးတကောင်နွားတစ်ထောင်အဲ့စကောင်အလကားပဲငါသမီးတို့မလွတ်အပ်ဘူးငါသမီးလေးအရန်လိမ်ပါတယ်ငါရဲ့တခွန်ပဲဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်အခုစားတော်မှပြောနေတာပေါ့တောင်းကွာတောင်းငါကတော့မင်းသားဆိုသမီးဆိုကြားထဲမှာလေအရက်တောက်နေတာပဲငါဘဝအထိပဲရှိတယ်ဟောတကယ်မင်းမတောက်တော့ဘူးနော်မတောက်တော့ဘူးသမီးအပြိုဖြစ်တဲ့ကလုံးဝမတောက်တော့တာအေးဟောပြောရဲဆိုရင်သမီးအလိမ်ပါလေးတော့လာပြီရဟဲ့လားတယ်ဒါဘလို့ပုံစံဖြစ်လာဘလို့ပုံစံချိုးလာဦးလေးရောက်နေအောင်ဟုတ်နော်ဒါဘလို့ဖြစ်လာဘလို့ပုံစံချိုးလာပြန်လဲဟမ်တငယ်ချင်းရဲ့မွေးနေ့ရှိလို့ဟဲမနေ့ကလည်းတငယ်ချင်းမွေးနေ့လေဘာလဲကြံသွားရှိပါလို့မဟုတ်ဘူးလေရုံးကအလုံးလိုက်ကြံနေရှင်းမအောင်ရုံးကကိစ္စတွေစာရွက်စာတမ်းကိစ္စတွေဘာလို့တခြားမလို့လို့တာလက်ကြံအေးရောက်မှရှင်းတာအဲ့ဒါပြောတာကတော့နော်ဦးရေကတော့ပြောတယ်နော်မင်းငယ်ငယ်မူလာတဲ့အတိုင်းပဲငါအတိုင်းပဲငါလည်းမူလာပြန်တဲ့တွင်းသူကလူလျှောက်ကြတော့နော်လိုက်ကြတော့လက်ငါဘာလို့သမီးအဲ့ရှိဝါရောင်လေးရောပေးတာလည်းမသိဘူးနော်ငါသမီးငါတိုင်းမူတာဘယ်တော့မှကိုပြည့်စီမကြိုင်နေကြဘူးသမီးသွားတော့အေးသွားတော့အေးပါအဲ့ဒီဘက်တခုတော့ရှိတာပေါ့ကွာဟိုဒီဘက်ကလူငယ်ဆိုတော့ဒါလေးတော့နည်းနည်းပါးလောက်ကြတာအဲ့ဒါလည်းကိုရီးယားကနေနွယ်လာကူးလာတော့ကလေးတွေကတောက်ကျင်စားကျင်ကြတယ်လေမိန်းကလေးဒါမှနဲ့လည်းဘီယာလေးပါရေတောက်တာပေါ့အဲ့တခုရှိတယ်ငါသမီးကိုပြောထားတာငါကစနစ်နဲ့လက်မင်းနဲ့ဟုတ်ချက်လိုက်လားဘာပဲတောက်နေတော့မနေနိုင်တော့ဘူးတွတ်ချင်ပြီတော့ကိလိုက်အောင်နေခဲ့တော့ကွာဟဲ့စနစ်နဲ့လက်မင်းနဲ့တော့မင်းလည်းလို့စနစ်နဲ့လက်မင်းနဲ့နော်
2018တုန်းကရီးစားစကားလိုက်ပြောရကောင်မိုးပြီးတော့ငါ့ကိုရစ်ထားတဲ့ကောင်လေဒီနေ့ငါနဲ့တွေ့ပြီနင်တို့တွေငါနဲ့တွေ့ပြီနင်တို့တွေငါ့ကိုမိုးပြီးတော့ရစ်ထားဒီနေ့ကငါနဲ့စရင်နဲ့ကိုမှတ်ထားစရင်နဲ့ကိုအဲ့တော့ငါ့ကိုမိုးပြီးတော့ရစ်တာဖိုးထိုးဒီမှာဖိုးထိုးဟယ်လိုဟယ်လိုတွေပါလုံးနေနဲ့ဟယ်လိုတွေပါလုံးနေနဲ့ဖိုးထိုးမိုးနေတာတော့ငါ့ကိုမေးစရာအောင်မလိုဘူးနော်မေးစရာအောင်မလိုနေမိုးပြီးရတော့ငါနားပူစကားလာပြောနေတယ်ပူစကားလာပြောနေငါပြောတာကိုနေနားထောင်ခြင်းလဲထောင်မထောင်ခြင်းလဲထောင်ရမယ်ဟာဘာထောင်းလဲပြောသား ဘာမှမဟုတ်ပါဘူးတဲ့တမီးကလေးသားချီ ဘယ်ကပြောရတယ်နော်လမ်းမေးလို့ပြောရတယ်ဟုတ်တယ်နော်စရင်ကဘယ်ရောက်သွားပြန်ပြီလဲမသိဒီမှာတွေ့ကြော်ကြီးမသားကငါ့ကိုမူးပြီးတော့ရစ်ထားရလေအခုငါလည်းပဲငါအသေးရရန်ကွဲနေတယ်ငါအသေးရရန်ကွဲနေရီးစားမရှိရင်တဲကွဲလို့မရဘူးလားရီးစားရှိမှတဲကွဲရမှာလားအော်အဲ့ကလေးစားလိုက်တော့မပြောနဲ့အပေါ်စကားတွေမပြောနဲ့ငါ့ကိုကြပြရွတ်ပြစမ်းပါဟဲ့ငါကြပြလေးနားထောင်ချင်တော့လောလောဆယ်တော့ဘိုက်စားငါပြောကြည့်လေးစားလိုက်ဦးဒီပါငါလာပါဒီလိုမဟုတ်ငါသားခုတော့ဘာလဲပြောဘာလဲမျိုးတော့မင်းအတွက်ကတေးကြလို့လားကွာအော်ဖေဟိုတေးတော့မတေးကြဘူးပေါ့ဒါမဲ့တေးကြပါတယ်ဖေဟပ်ပိုင်သူကတောင်းခိုင်းတာတော့ဟာမင်းတို့ဟပ်ပိုင်နေပါလိငါနားမလဲဘူးကွာကြော်ထူးကမင်းစိတ်ကခက်ကြွမင်းအစင်ပြေအဖေပြစ်မထားနဲ့ဟိုကွာလုံးဝပြစ်မထားဘူးတခုပြင်းလေအဖေကျွန်တော်ရှေ့ခြေတာမရှုံးနဲ့ကျွန်တော်ပြေးပါမရှိပဲနေမယ်မဟုတ်ပါဘူးကျွန်တော်ရှိပါလေဖေဒါလေးဆုံးလို့တော့ဘောပြောမင်းပြောတယ်တားငယ်လေးကိုမိမလိုက်တောင်းပေးပါဖေဟာအေးပါကိုင်းလိုက်ရောရတာပေါ့ကွာဖေရကွာဒါလေးမိမရဖို့ရဒီတစ်ခါလေးတော့ကြောက်မနေပါနဲ့ဖေရဲ့အေးပါကွာမင်္ဂလာပါကျေမင်္ဂလာပါနဲ့ပြည့်စုံပါလေပြောတဲ့တိုင်းပြပါလိမ့်ပါဘာကိစ္စလဲဘာလို့ဘာလဲဖေကပုံမားနေပြီဒီလိုဖေကလာတောင်းတာအော်မင်းဖေနဲ့ခါနဲ့ဘာလို့ဘာဦးလေးတမီးကျွန်တော်လာတောင်းတာအဲ့ဒါနော်ဖေနော်ဒီလိုပါကွာဦးလေးကဆန္ဒဆော့သွားလို့မင်းသမီးကိုငါသားမျက်နှိုးနှစ်သက်လို့လာတောင်းတာပါကွာဟုတ်ပါခဏဒါသမီးနဲ့မင်းလေးကသမီးသားလားဟုတ်မြစ်တာမျှနေမြစ်တာတစ္ဆာခဏထားလာလေဦးလေးချိန်ရတစ္ဆာတက်ကိုနည်းနည်းကြော်သွားပြီကွာဦးလေးသမီးမန်းဒဲသမီးမန်းသားသိရသူကသားသိလေဟိုင်းလို့ရတော့ तू ကဘာပြန်ကြောဟာမဟိုင်းနေပါဘူးတဲ့ဒဲသမီးကြောတာသားဟုတ်လားငါသမီးဟုတ်ပါပြီအမဟိုင်းနေပါဘူးသားဒဲသမီးကိုချစ်တယ်လို့ပြောတော့သူကဘာပြန်ကြောရမလဲဘာပြောလို့တကယ်ချစ်ရင်လည်းမိုးလင်းလာနဲ့လာတောင်းနဲ့တောင်း तू ကပြောတာဟလားနော်တယ်နော်ဟုတ်ပါဘူးမဟုတ်ဘူးနော်ဟုတ်ပါတယ်မောင်ကျော်ထူရမိုးလင်းလာနဲ့လာတောင်းဟုတ်ဒါစောသေးရဆိုအားလာလို့ခုမှလာအဲ့ဒီလည်းရောက်နေရပါအပေါ်ခေါ်လေးအေးပါကြည့်ရဟာအဲ့ဒီလေဘာခေါ်ပြရမှာလဲခလေးမရှိဘူးကိစ္စနေပြဿနာနေရှင်းတဲ့ညီမနေရတောင်းခိုင်းလို့တဲ့လာတောင်းတာတဲ့တမီးရအေးနေရတောင်းခိုင်းလို့တဲ့ तू လာတောင်းတာတဲ့ဒီအင်ကြီးကြောင်နဲ့လူဟုတ်တယ်လေမင်္ဂလာမောင်းနေပြည်တော်မှာပြောလိုက်ပြောလေဘယ်လိုဟိုညာလေကိုမင်းဟိုင်းနေလေဟိုင်းတော့မင်းကဟိုင်းနေပါဘူးတဲ့ဟုတ်တယ်လေဖားပြန်လေလင်းအောင်ဟာ
ဒီလိုကောင်းကိုဒီကမူးမူးနဲ့လာတောင်းခိုင်းတယ်ပေါ့ဟမ်အရက်သမားမဘာနဲ့ကိုအုပ်ချုပ်နေတာလေစနစ်နဲ့လက်မင်းနဲ့တောက်တာတော့လက်မင်းနဲ့တောက်ပါတော့လက်မင်းနဲ့ကြောက်ပြီးတော့ဒီလိုဖြစ်ကုန်ပြီမရဘူးစနစ်ကိုလည်းဖောက်တယ်လက်မင်းကိုလည်းဒီဖောက်တယ် ခလေးလက်ရှိပါနဲ့ခဏနဲ့တားပြပါမယ် ကိစ္စမဟုတ်ပါဘူး တကယ်လုံးတော့မဟုတ်တော့လေအခုနေချိန်ပိုင်းလေးတော့ကောင်းလွတ်ပြရမှာ ခဏတော့ခေါ်သွားဟာဒီကမှာဖိရှင်းမှာအချိန်ပိုင်းနဲ့ခေါ်မယ်ဆိုတော့နင်ဘယ်ဘဝရောက်သွားလဲ ဟုတ်တကယ်လုံးတွေလေချိန်ပိုင်းလေးစကားပြောမယ် အချိန်ပိုင်းနဲ့ဆိုတော့ဘယ်ဘဝရောက်သွားလဲဟေးအချိန်ပိုင်းနဲ့တော့တောင်းနေတယ် စကားပြောပါ လာလုံးပြီးတော့ကွာ အဖေလုံးမဲအဖေလုံး ဘာမှကျွန်တော်ကြောက်မရှိဘူးဘာမှကျွန်တော်ကြောက် ပြောတာဦးလေးမျိုးတော့မဲကြည့်ဦးလေ ဟေးမေးရပါလေမေးရပါလေဟဲ့ဘာလို့မလုပ်ရလဲလိုက်ပါနေစကားနဲ့နေဟမ်ဘူးဘူးယူနဲ့လာတော့မှဆိုတော့မသားပါလိုက်တော့ တော့မလားဆက်ပြီးတော့မယ်ကျဲ ဘာတဲ့လဲကွာချိန်ပိုင်းနဲ့ချိန်ပိုင်းစနေနဲ့လက်မင်းနဲ့အုပ်ချုပ်ခဲ့တာမိုးတရေတော့ဟာ